ပထမဆုံးကတော့ privacy display ပါအရင်ကတော့ privacy screen protector တွေတီးတန့်ကတ်စရာမလိုတော့ပဲ display ထဲမှာတင် built-in ပါလာမှာပါအားလုံးပဲမင်္ဂလာပါ WTech ကပါဗျာ2026ခုနှစ်ရဲ့အစမှာလေ Tech လောကမှာအတန်အကျဉ်းဆုံးဖြစ်နေတဲ့ Samsung Galaxy S26 series ရဲ့နောက်ဆုံးရ leaks တွေကိုကျွန်တော်စုစည်းပေးထားပါတယ်ဒီနေ့ Samsung ကဘာတွေ Magic ဆန်ဆန်ထူးခြားလာမလဲအတူတူကြည့်လိုက်ရအောင်ပထမဆုံးကတော့ privacy display ပါအရင်ကတော့ privacy screen protector တွေတီးတန့်ကတ်စရာမလိုတော့ပဲ display ထဲမှာတင် built-in ပါလာမှာပါ Flash Magic Pixel လို့ခေါ်တဲ့ဒီနည်းပညာကဘေးကလူချောင်းကြည့်ရင်ဘာမှမမြင်ရအောင်ကာကွယ်ပေးမှဖြစ်ပြီးကိုယ်တိုင်ကြည့်ရင်တော့ screen quality ကမကျပါဘူးလို့သိရပါတယ် One UI 8.5 မှာဆိုရင်ကိုယ်ပန်အတောင်ထဲဝင်တဲ့အချိန်မျိုးမှာအလို့လျောက်ပွေသွားအောင်တော့လုပ်လို့ရအောင်ပါပါဒါပေမဲ့ဒါက Ultra ရဲ့တီးတန့် feature ဖြစ်ဖို့များပါတယ် display ဘိုင်းမှာ S26 Ultra ဟာ M40 OLED သုံးလာဖို့ရှိပေမဲ့ brightness ကိုတော့2600 nits မှာပဲထိန်းထားနိုင်ပါတယ်ဒါပေမဲ့မျက်နှာပြင်က 144Hz အထိဖြစ်လာနိုင်တာကတော့ game ကစားသူတွေအတွက်သတင်းကောင်းပါပဲရိုးရိုး S26 ကတော့ screen 6.3 လက်မလောက်ထိအနည်းငယ်ပိုကြီးလာဖို့ရှိပါတယ်စီမကောင်းစရာကတော့ camera ပါ S26 Ultra မှာတောင် 3x telephoto က10 megapixel ကိုပဲ73မဲ့ပုံပေါ်နေလို့တခြား brand တွေနဲ့ရှင်ရင်နည်းနည်းအားနည်းနေအောင်ပါဒါပေမဲ့ battery မှာတော့ Ultra က 5200 mAh အထိတိုးလာမှာဖြစ်တယ်လို့အားသွင်းနှုန်းနဲ့60 watt အထိများလာပါလိမ့်မယ် iPhone တွေလိုမျိုး QI2 magnetic charging ပါလာမှာမို့တမိုင်းအားသွင်းကိရိယာတွေနဲ့အလန်းစာတွဲသုံးလို့ရတော့မှာပါဒီဖုန်းတွေကို February 25 ရက်နေ့မှာမိတ်ဆက်ဖို့ရှိပါတယ်တကယ်ချင်းလို့ရော Titanium bond ကိုဖြုတ်ပြီးဈေးနှုန်းကိုထိန်းထားမဲ့ Samsung ရဲ့အစီအစဉ်ကိုဘယ်လိုမြင်လဲ comment မှာပြောသွားကြပါဦး